သွေးဆက်များချမှပွင့်လန်းလာသောတမဏိပန်းပွင့်သို့မဟုတ်နာကျင်မှုကိုရေမောပြခဲ့လေသူတွေ့မရှောင်ပရိသတ်များအလုံးပဲမင်္ဂလာပါများလက်ဝဲ Supreme ကနေကြိုဆိုပါရီနီဒန်လက်နက်ကိုပါဤဘရင်တစ်ပါးနှင့်စစ်မှန်သောတတိ A king of 9 weapons in truth courage ကပောင်မှာကြမ်းတမ်းဆုံးအားကစားနည်းလို့တင်စားကြ၏မြန်မာရွာလက်ဝဲစင်းမြင့်ထက်မှာသွေးချွေးနှင့်မျက်ရည်ကြားကနေထွန်းလင်းတောက်ပခဲ့တဲ့ကျေတပွင့်ရှိခဲ့ပူပါရီသူဟာအရက်မောင်းအဖြစ်9ပေ6လက်မခန့်သာရှိပြီးတော့ခနာကိုသေးငယ်သူတူဖြစ်ခဲ့ပေမဲ့သူ့ရဲ့နှလုံးသားကတော့အေယာမတောင်ကြီးတစ်လုံးလိုကြီးမားကြံ့ခိုင်သူပါလက်သီးခြေထောက်ဒူးတောင်ခေါင်းဆိုတဲ့ခနာကိုစိတ်ပိုင်းကိုစလုံးကိုအသုံးပြုပြီးတော့တိုက်ခိုက်ရတဲ့ The Art of Nine Limbs လောကမှာတော့နာကျင်မှုကိုမမှုဘဲနဲ့သွေးထွက်လေပိုအားရလေဆိုတဲ့ပုံစံမျိုးနဲ့ပရိသတ်တွေကိုဖန်ဆားခဲ့တဲ့ကန်နဝင်းသူကတော့တွေ့မရှောင်ပါပြီသူရဲ့နာမည်ကိုကြားလိုက်တာနဲ့ပြိုင်ဘက်တွေထိလန့်သွားစေခဲ့တဲ့ Man of Steel တမဏိလူသားလို့တင်စားခံရတဲ့ဒီလူသားကရိုးရိုးလက်ဝဲသမားတရားမဟုတ်ခဲ့ပါဘူးသူကဇွဲလုံးလတတိတရားနဲ့အရှုံးမပေးလို့စိတ် Indomitable Spirit တို့ရဲ့ပြရုပ်တစ်ခုဖြစ်ပါရီအခန်း1နာမည်တစ်ခု၏နောက်ကွယ်နဲ့ဘဝအစ Origin of the Steel တွေ့မရှောင်ဆိုတဲ့နာမည်ဟာသူ့ရဲ့မိဘပေးထားတဲ့နာမည်အရင်မဟုတ်ခဲ့ပါဘူးသူ့ရဲ့နာမည်အရင်ကရန်နိုင်လင်းဖြစ်ပြီးတော့မွန်ပြည်နယ်မှုတော်မြို့နယ်တောကူရွာဇာတိဖြစ်ပါရီ1996ခုနှစ်လောက်မှာလက်ဝဲလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးတော့ဘဝရဲ့ကျန်းမာမှုတွေကိုလက်သီးတစ်စုံနဲ့ရင်ဆိုင်ခဲ့သူပါတွေးမရှောင်ဆိုတဲ့နာမည်ကသူ့ဘဝနဲ့တစ်ထက်တည်းကြာနေပါရီအတိတ်ဘက်ကနှမျိုးထွက်ပါရီတစ်ချက်ကသွေး blood ကိုမရှောင်ဘူးသွေးထွက်တန်ရိုးဖြစ်မှာကိုမကြောက်ဘူးဆိုတဲ့သဘောဖြစ်ပြီးတော့နောက်တစ်ချက်ကတော့ရန်သူကိုတွေ့ရင်မရှောင်ဘူးဘလောက်ပဲကြီးမားတဲ့ပြိုင်ဘက်ဖြစ်ပါစီနောက်ဆုံးမသွားဘူးဆိုတဲ့အတိတ်ပဲဖြစ်ပါရီလက်တွေမှာလည်းသူကမျက်နှာမှာသွေးဆက်တွေစွန်းထင်းနေတဲ့အချိန်မှာတောင်မှပြိုင်ဘက်ကိုနောက်ဆုတ်သွားခြင်းမရှိပဲပိုပြီးတော့တက်ကြွလာတဲ့ဇွန်ဘီလိုကစားမမျိုးဖြစ်ပါရီပြိုင်ဘက်ကသူ့ကိုထိုးလိုက်တိုင်းသူကပြုံးပြပြီးရှေ့တိုးတက်လာတာကပြိုင်ဘက်တွေကတော့စိတ်တရရအကြီးကြီးချင်းချောင်းမှုကြီးဖြစ်ပါရီအခန်းနှစ်ဒါဝိဒ်နှင့်ဂေါလိယက်နှလုံးသားဖြင့်တိုက်ပွဲဝင်ခြင်း David vs Goliath Fighting with the Heart တွေးမရှောင်ရဲ့ကစားမဘဝမှာအထင်ရှားဆုံးနဲ့လူတွေအားကျဆုံးအချက်ကတော့ Size doesn't matter heart does အရွယ်စားကအဓိကမဟုတ်နှလုံးသားကအဓိကဆိုတာကိုသက်သေပြခဲ့တာပါဒုက္ခဒုက္ခတုန်းကနိုင်ငံသားဖိုက်တာတွေအထူးသဖြင့်တော့ထိုင်းဂျပန်ဩစတြေးလျဖိုက်တာတွေကမြန်မာလက်ဝဲကိုစိန်ခေါ်ဖို့လာရောက်ကြတဲ့အခါခနာကိုထွားချိုင်းမှုအရက်အမောင်းမြင်မာမှုတွေနဲ့လာတက်ကြတာဖြစ်ပါရီတွေးမရှောင်ကတော့60-63ကီလိုဝန်းကျင်သာရှိတဲ့ခနာကိုလေးနဲ့အရီယာမလူကြီးတွေကိုရင်ဆိုင်ခဲ့ရပါရီထိုင်းဖိုက်တာကြီး Crown Siam နဲ့ပွဲကတွေးမရှောင်ရဲ့ကနွင်အဖြစ်ဆုံးပွဲတစ်ပွဲဖြစ်ပါရီပြိုင်ဘက်က89ကီလိုရှိပြီးတွေးမရှောင်ထက်10ကီလိုကျော်ပိုလေးသလိုအရက်လည်းအများကြီးပိုရှိပါရီပရိသတ်တွေကဒီလောက်သေးတဲ့ကောင်လေးခံနိုင်ပါမလားလို့စိုးရိမ်တကြီးနဲ့ကြည်နေကြချိန်မှာတွေးမရှောင်ကတော့တမဏိလိုစိတ်တက်နေပြီပွဲကိုဦးဆောင်သွားခဲ့ပါရီပြိုင်မဲ့အခြေခံချက်တွေကိုမမှုပဲအနီးကပ်ဝင်ရောက်ကခနာကိုဇွဲနေပဲကြီးစွာနဲ့ထိုးတက်ခဲ့ပါရီနောက်ဆုံးမှာတော့အေယာမလူကြီးဟာတွေးမရှောင်ရဲ့ဖြိုခွင်းမှုအောက်မှာပဲတစ်ပင်ကြီးလဲပြိုသွားသလိုလဲပြိုသွားခဲ့ရပါရီဒါကလူငယ်တွေအတွက်ငါထက်သားတဲ့သူမို့လို့ငါမနိုင်နိုင်ဘူးဆိုတဲ့အတွေးကိုရိုက်ချိုးလိုက်တဲ့သင်ခန်းစာဖြစ်ခဲ့တာပါအခန်း3တမဏိလူသားဤတိုက်ခိုက်ရေးအနုပညာ The Art of Destruction တွေးမရှောင်ရဲ့ကစားဟန် Fighting Style ကကြီးကောင်းရုံတက်တက်မဟုတ်ဘဲနဲ့ထီရောက်မှုရှိပြီးတော့ညံ့ဤပါတာဖြစ်ပါရီလက်ဝဲသမားအများစုဟာခေါင်းကိုပြတ်မှတ်ထားကြပြီးမြတွေးမရှောင်ကတော့တစ်ပင်လဲရင်အောက်ခြေကခုတ်ရတယ်ဆိုတဲ့သဘောတရားကိုနားလည်ထားပါရီသူကပြိုင်မဲ့1 byte ကိုဇွဲနေပဲကြီးစွာထိုးနှက်ကန်ကြောက်ပြီးတော့ပြိုင်မဲ့အားအင်ကက်စတန်ကိုဖြည်းဖြည်းချင်းနဲ့ဖြိုချတတ်ပါရီသူရဲ့ body punch တွေကပြိုင်ဘက်ကိုအသက်ရှူကျက်စေပြီးလက်မြောက်ရှုံးပေးစေခဲ့တဲ့ပွဲတွေအများကြီးဖြစ်ပါရီမြန်မာလက်ဝဲရဲ့ထူးခြားချက်ဖြစ်တဲ့ခေါင်းတိုက်ချက်ကိုသူကနုပညာမြောက်စွာအသုံးပြုတတ်ပါရီအရက်ဘူးရဲ့အာသာချက်ကိုယူပြီးတော့ပြိုင်ဘက်မြေပြားကိုခေါင်းနဲ့ပင်းတိုက်တာချုပ်လုံး clinch မိနေချိန်မှာခေါင်းနဲ့ထောင်းတာတွေကသူ့ရဲ့တနက်တွေဖြစ်ပါရီတွေးမရှောင်ရဲ့အကြောက်စရာအကောင်းဆုံးလက်နက်ကတော့သူ့ရဲ့အပြုံးဖြစ်ပါရီပြင်းထန်တဲ့လက်သီးချက်ထိမှန်သွားတဲ့အခါသူကနာကျင်မှုကိုမပြဘဲပြိုင်ဘက်ကိုပြုံးပြလိုက်ပါရီမင်းရဲ့အားလောက်ပေးလားလို့မေးလိုက်တယ်လို့ပါပဲဒီချက်ကပြိုင်မဲ့ယုံကြည်မှုကိုရိုက်ချိုးပစ်လိုက်တာပါအခန်းလေးခေတ်ပြိုင်ဘက်များနဲ့သမိုင်းဝင်တိုက်ပွဲများ Historical battles with contemporary rivals တွေးမရှောင်တဲ့သမိုင်းကြောင်းကိုပြောရမယ်ဆိုရင်ဝင်ထွန်းနဲ့ရှင်ပြိုင်ခဲ့တဲ့ပွဲတွေကိုချန်လက်ထားလို့မရပါဘူးသူတို့နှစ်ယောက်ကမြန်မာလက်ဝဲလောကရဲ့မက်ဆီနဲ့ရိုနယ်ဒိုလိုပါပဲစုစုပေါင်း9ကြိမ်တိုင်တွေ့ဆုံခဲ့ကြပြီးပွဲတိုင်းကအသွေးချင်းချင်းနေတဲ့စစ်ပွဲတွေဖြစ်ခဲ့ပါရီကွင်းထဲမှာတယောက်ကိုတယောက်တတ်မလို့နိုင်မလို့ထိုးကြပြီးမြဲပွဲပြီးတာနဲ့ဖက်လဲတကင်းရှိကြပါရီဝင်းထွန်းကပညာသားပါကစားတဲ့သူဖြစ်ပြီးတွေးမရှောင်ကတော့ဇုတ်ဝင်စုထိုးသမားဖြစ်ပါရီ
ဒီကစားဟန်နှစ်ခုထိတိုက်တွေ့ကြတဲ့အခါပရိသတ်တွေအတွက်မျက်တောင်မခတ်တန်းကြီးရတဲ့ပွဲကောင်းတွေဖြစ်လာခဲ့ပါသည်ဝင်းထွန်းရှိလို့တွေ့မရှောင်ပိုတောက်ပါတယ်လို့တွေ့မရှောင်ရှိလို့လည်းဝင်းထွန်းပိုကြော်ကြားခဲ့တာဖြစ်ပါသည်အခန်းကမျိုးဆက်တင်များအတွက်မီရှုတစ်စောင် Beacon of Hope တွေ့မရှောင်ဟာရွှေကပတ်ချန်ပီယံ Golden Belt ချန်ပီယံဖြစ်ခဲ့ုံသာမကဘဲနဲ့ပြည်သူ့ချစ်တော် The People's Champion ဖြစ်ပါတမန်ခံရသူဖြစ်ပါသည်ဘာကြောင့်လဲဆိုတော့သူကတာမန်လူဒန်းသားဘဝကနေကြိုးစားမှုတက်တက်နဲ့ထိတ်ဆုံးကိုရောက်လာသူမျိုးဖြစ်ပါသည်တွေ့မရှောင်ရဲ့ဘဝကကျွန်တော်တို့ကိုသင်ခန်းစာပေးနေတာကတော့သူ့နာမည်လိုပါပဲပြဿနာတွေခက်ခဲတွေကိုတွေ့ရင်ရှောင်မပြေးပါနဲ့ရင်ဆိုင်လိုက်ပါနာကျင်မှုဆိုတာခဏပါပြီဒါပေမဲ့ထွက်ပြေးလိုက်ရင်ရမယ့်နောင်တကတစ်သက်လုံးဖြစ်သွားပါလိမ့်မယ်တွေ့မရှောင်ကပွဲစဉ်တိုင်းမှာအသာစီးရခဲ့တာမဟုတ်ပါဘူးသူလဲကြခဲ့ဘူးတယ်အလဲထိုးခံခဲ့ရဘူးတယ်ဒါပေမဲ့သူဘယ်တော့မှကျမ်းမြင်ပေါ်မှာအကြိုက်လှဲချမနေခဲ့ပါဘူးချက်ချင်းပဲပြန်ထတယ်လက်သီးပြန်ဆုပ်တယ်ဆက်တိုက်တယ်ဒါကကျွန်တော်တို့လိုအပ်တဲ့စိတ်တက်ပါပြီကိုထက်တာလုံးတဲ့သူတွေကိုထက်အခြေအနေပေးတဲ့သူတွေနဲ့ရှင်ပြန်ရတဲ့အခါမှာအားငယ်မနေစမ်းပါနဲ့နှလုံးသားကြီးမှသူကသာနောက်ဆုံးမှအောင်နိုင်သူဖြစ်ပါသည်နီကိုယနေ့ခေတ် MMA ကစားသမားတွေနိုင်ငံတကာဖိုက်တာတွေပေါ်ထွက်လာပြီးမြဲတွေ့မရှောင်ဆိုတဲ့နာမည်ကတော့မြန်မာပြည်ကလက်ဝဲသမိုင်းမှာဘယ်တော့မှမမေးမိမဲ့ကန်တွင်တစ်ခုဖြစ်ရှိနေစေဖြစ်ပါသည်သူရဲ့ပွဲဟောင်းတွေကိုပြန်ကြည့်လိုက်တိုင်းမှာကျွန်တော်မြင်ရတာကကစားပွဲတက်မဟုတ်ပါဘူးလူသားတယောက်ရဲ့ဇွဲတက်တီနဲ့အရှုံးမပေးတဲ့စိတ်ဓာတ် Indomitable Spirit ကိုမြင်တွေ့ရတာဖြစ်ပါသည်မော်ရီယွာနေပါစီနေဒီပူနေစမ်းပါစီကြိုင်ဘက်ကဘလောက်ပဲကြီးမားနေပါစီခေါင်းကိုမခံမနဲ့ရှီတိုးဝင်ခဲ့တဲ့မွန်ပြည်နယ်သားလေးတွေ့မရှောင်သူကသွေးကိုမရှောင်အရှုံးကိုမကြောက်တင်မင်းကိုပြုံးပြရဲတဲ့စင်မှန်သောရွှေစစ်တီတော်တူမြမပြေကမွေးဖွားပေးလိုက်တဲ့တမဏီပန်းပွင့်လေးတစ်ပွင့်ဖြစ်ထာဝရမွေးပြန့်နေတော့မှလေးဖြစ်ပါသည်ကြည့်ရှုပေးကြတာအားလုံးကိုကျေးဇူးထူးတင်ရှိပါရည်များ